ခုအကုန်လုံးပျော်ကြတဲ့အချိန်မှာလဲအနေနဲ့လုံးဝမယိုးသွားတယ်ပေါ့နော်ကိုထွန်ခမ်ရဲ့ကြီးလက်တော်တန်းဆွဲခြင်းလေးကိုဖြောပြချင်ပါတယ်ရှင်အားလုံးသူဆိုကြရအောင်နော် Thank you ပါကျေးဇူးအများကြီးတင်ပါတယ်ရှင်